Hello အားလုံးမင်္ဂလာပါဆိုတော့ဒီနေ့ကပေါ့နော်ဒီကအဲ့လိုမျိုးပေါ့နော် edit လေးတစ်ခုလုပ်မှာပါအဲ့ဒီ edit ကကြတော့ဗာလဲဆိုတော့အဲ့ edit ကကြတော့မနေ့ပြန်ကြမှာပေါ့နော်ဒီနေ့တော့မဟုတ်ပါဘူးဒီနေ့ကကြတော့ဒီနေ့အဲ့လိုမျိုးဒီတိုင်းပဲကောက်ခံထားတာပဲရှိသေးတာပါရှင်နေ့ပြန်ကြမှာပဲအဲ့ဒီ edit လေးကိုလုပ်ပေးမှာပေါ့နော်အခုအဲ့ဒီ edit လေးကဗာလဲဆိုတော့အဲ့ဒီ edit ကအဲ့လိုမျိုးပေါ့နော်ဒီ fan လေးတွေကို edit လုပ်ပေးတာဖြစ်ပါတယ်တကယ်လို့ကိုအဲ့ဒီ edit ထဲမှာပါစေခြင်းနဲ့ဆိုလို့ရှိရင် comment ထဲမှာပါခြင်းနဲ့လို့ရေးခဲ့ပေးပါရှင်အဲ့ဆိုလို့ရှိရင် edit ထဲမှာထည့်ပေးပါမယ်ကဲဆိုအဲ့လိုမျိုးပေါ့နော် edit ထဲမှာထည့်ခဲ့စီဆိုလို့ရှိရင်ကြတော့အဲ့လိုမျိုးပေါ့နော် comment ထဲမှာရေးခဲ့ပေးပါရှင်ကဲဆိုတော့ဒီကအဲ့ဒါကိုအဲ့လိုမျိုးဟိုဗလဲ edit ထဲမှာထည့်ပေးမှာပေါ့နော်ကိုယ့်ရဲ့အဲ့လိုမျိုး account နဲ့တကွအကုန်ထည့်ပေးလိုက်မယ်ပေါ့နော်အဲ့လိုမျိုး profile လေးနဲ့အတူတူထည့်ပေးမှာဖြစ်ပါတယ်ရှင်အဲ့လိုမျိုးခေါင်းစဉ်လေးကတော့အဲ့လိုမျိုးတက်ခိုင်းစီရှင်တဲ့ခေါင်းစဉ်လေးတစ်ခုကိုရေးခဲ့ပေးပါရှင်အဲ့ထဲမှာအကြိုက်ဆုံးခေါင်းစဉ်လေးတစ်ခုကိုဂျေကရေးချယ်ပေးသွားမှာဖြစ်ပါတယ်เนาะဒါလို့ဘယ်လိုပြောရမလဲကိုယ့်ရဲ့ခေါင်းစဉ်လေးကိုရွေးစီခြင်းနဲ့ဆိုလို့ရှိရင်ထူးဆန်းတဲ့ခေါင်းစဉ်လေးတစ်ခုခုကို comment ထဲမှာရေးခဲ့ပေးပါရှင်ဒီပေါ့နော်အဲ့ဒီ edit အတွက်ပဲဖြစ်ပါတယ်เนาะဆိုတော့အဲ့ edit နဲ့သက်ဆိုင်တဲ့တစ်ခုခုပဲပေါ့နော်ပြောမယ်ဆိုရင်တော့fan လေးများစူးစီးထားတော့ edit ဆိုဘာညာကွီကွာအဲ့လိုမျိုးပေါ့နော်လှုပ်စေခြင်းနဲ့အဲ့ဒီ edit ခေါင်းစဉ်လေးတစ်ခုကိုလုပ်ပေးပါရှင်အဲ့ဆိုရင်တော့အဲ့လိုမျိုးပေါ့နော် edit လုပ်ပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့အဲ့လိုမျိုးအကုန်လုံးနက်ဖြန်ကြောင်းမှာပြောပေးလို့မရဘူးပေါ့နော်နက်ဖြန်ကြရင်လုပ်ပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ကလေးကကြိုလုပ်ဒီနေ့ကလေးကမှကြိုပြောပေးထားမှရမှာဖြစ်တဲ့အတွက်ကြောင့်ပြောပေးပါရှင်ဆိုတော့ဒါဒီဟာလေးလာပြောပေးတာပေါ့နော်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်နော်